ဆိုင်လေးကကြတော့ဒီပုံမှန်ဆိုလို့ရှိရင်တော့ဝန်ထမ်းလုပ်နေရပါတော့ဝန်ထမ်းလုပ်နေရနေပြီးတော့ကိုပိုင်စီးပွားရေးလုပ်ကြည့်ချင်လို့ဆိုပြီးတော့စပြီးတော့ဖွင့်ပြသွားတာဟုတ်ဆိုင်မှာတိုက်ထုံကတော့အာဟာရရှက်အာဟာရစားပြီးသွားလို့ရှိရင်အရင်ရှိသွားတယ်လို့ပေါ့နော်အရန်ပြည့်စုံတယ်ပေါ့ဒီညနေဘက်ပေါ့နော်လူငယ်ဘိုင်းနဲ့လိုက်ဖက်အောင်ဆိုပြီးတော့စဉ်းစားပြီးတော့ပဲပြင်ဆင်ထားလိုက်တာရှက်ဒါဒီနေ့ပထမဆုံးစားတဲ့နေ့ဒါပေမဲ့ဒီစားရတဲ့မှာဒီအာဟာရပေါ့အာဟာရကိုကြတော့ဘာလို့ကြိုက်လဲဆိုတော့သူဒီအစီအစံလေးတွေအဆုံးပါတယ်ပေါ့လူချင်းမင်းတို့အာဟာရလိုအပ်နေပြီဆိုရင်လက်ဟောက်ကိုတတိယလိုက်ပါခင်ဗျာငါးပါးဆိုဟုတ်မြို့ထက်ပစ္စည်းဆိုလို့ရှိရင်တော့အာဟာရရမယ်နွားနို့အပူအေးရမယ်နှုတ်ဆက်ပြုတ်ရမယ်ပေါ့နော်ဆိုင်လေးကကြတော့ဒီပုံမှန်ဆိုလို့ရှိရင်တော့ဝန်ထမ်းလုပ်နေရပါတော့ဝန်ထမ်းလုပ်နေရနေပြီးတော့ကိုပိုင်စီးပွားရေးလုပ်ကြည့်ချင်လို့ဆိုပြီးတော့စပြီးတော့ဖွင့်ပြသွားတာဟုတ်ဒီမှာကတော့အာဟာရနဲ့နှုတ်ဆက်ပစ္စည်းပေါ့နော်ဒိန်ကျင်တို့အာဟာရတို့နှုတ်ဆက်ပြုတ်တို့အကုန်ရတယ်ရှင်ရိုးရိုးဆိုလို့ရှိရင်တော့ပမုံနှစ်ချက်ပါမယ်ပြီးလို့ရှိရင်ကြက်ဥရယ် Ovaltine ရယ်နွားနို့ရယ်ပါတယ်ရှင်ဒါလေးကတော့ကစုံဥပေါ့နော်ဟုတ်စုံဥလေးထည့်ပေးတယ်ကျွန်တော်တို့ကအသီးနှံလေးတွေကကြတော့ကျွန်တော်တို့ဒီရာသီပေါ်သီးနှံလေးကိုကျွန်တော်တို့ထည့်ပေးရပါတော့ဒီချက်နဲ့တုံးတယ်အသီးနောက်တစ်မျိုးအနေနဲ့ကကြတော့ကစုံထည့်ပေးရရှင်ရာသီပေါ်သီးနှံထည့်ပေးရပေါ့ကစုံထည့်ပေးတယ်ထောက်ပတ်တီးထည့်ပေးရရှင်ဟုတ်အစိမ့်မှာဆိုလို့ရှိရင်ကြတော့အဲ့ဒီအပြင်ကိုမှဒီနိုးသိန်းလေးပါတယ်ပြီးလို့ရှိရင်မလိုင်းထည့်ပေးရရှင်ဟုတ်ရှယ်ပွဲမှာဆိုလို့ရှိရင်တော့အစီအစံအစုံနဲ့ပေါ့နော်မလိုင်းလေးပါတယ်ရှင်ဟုတ်တီယိုစီလေးပါမယ်ဘာနန်စီလေးပါမယ်ရှင်လို့ရှိရင်စပြည့်ချောက်လေးနဲ့ဖျုံစီလေးလည်းပါတယ်ရှင်ပါတဲ့အခါကျတော့စိတ်စိတ်လေးဖြစ်တာပေါ့ထောက်ပတ်တီးပေါ်ချိန်ရောက်တော့ကျွန်တော်တို့ထောက်ပတ်တီးထည့်ပေးတယ်အခု strawberry ပေါ်ချိန်ရောက်တော့ကျွန်တော်တို့ strawberry ကြီးလေးထည့်ပေးမယ်ခင်ဗျာဒါပေမဲ့အဲ့ဒီဟာလေးကနည်းနည်းလေးအကုန်မြန်တယ်စောစောလေးပေါ့နော်ကျွန်တော်တို့ကဒီညနေ4နာရီလောက်တည်းကစောင့်ခွင့်တာဖြစ်တဲ့အတွက်နည်းနည်းလေး6နာရီလောက်ဆိုအသီးတွေအကုန်သွားတာများတယ်အဲကြောင့်ကျွန်တော်တို့ကဒီအသီးကုန်သွားတဲ့အချိန်ဆိုရင်တော့လက်ရှိနောက်ပိုင်းမှာကျွန်တော်တို့ကစုံကိုတော့အဓိကထားပြီးထည့်ပေးရတယ်ပြီးတော့မုတ်တွေဆိုလို့ရှိရင်လည်းရွှေကြည်တို့မြန်မာမုတ်တွေနွားနို့နဲ့တွဲဖက်စားဖို့အတွက်ကိုလည်းထည့်ပေးထားတယ်ရှင်ဒါငှက်ပြောရွှေကြည်ပေါ့နော်ဒီဘက်ကအာလူရွှေကြည်ဒီကောင်ဆိုလည်းအာလူရွှေကြည်ရှင်ဒီကောင်ကတော့ထောဘက်ရွှေကြည်ဒီကောင်လေးကကျတော့တုံး2000ပါရှင်ဟုတ်ကဲ့ဒီဘက်မှာဆိုလို့ရှိရင်ဘဲသားမုတ်ရှိမယ်ဒီကောင်ကျတော့မန္တလေးကြက်ခဏုံထုတ်ပေါ့အထက်ကကြက်သားနဲ့ဟိုကြက်ခဏုံလားကြက်ခဏုံထုတ်ဟုတ်ဒီဘက်ကကျတော့ကြက်ဥလိတ်အထက်မှာတော့ပါမုတ်ရယ်မယောနီးစီရယ်ကြက်ဥချောင်းရယ်ဆိုပြီးတော့လိတ်ထားတာရှင်ဒီကောင်ကကျတော့ဟိုကြက်သားလိတ်ပဲကြက်သားနဲ့လိတ်ထားတယ်ဒီဘက်မှာကျတော့ခါကြရှိရရှင့်အဲ့ဒါဘယ်လိုရောင်းလဲဗျဟာတခု2000ပါရှင့်လက်ကြီးတွေကကျတော့အတော်ဆိုင်ဖြစ်တဲ့အတွက်ဒီသူ့ဆိုင်ရှိမှာတခါလေးလာဖွင့်ပြလိုက်တာဒီနေ့နဲ့မှ9ရက်ပဲရှိဦးမယ်ရှင့်ဒါလေးကကျွန်တော်တို့ ready made ထုတ်ပေးထားတာပေါ့နော်အစီထဲမှာဆိုရင်အမွန်ပါမယ်ကျွန်တော်စပီး6ပါမယ်ပြီးတော့ဖယုံစီလေးတွေပါမယ်တီဟိုစီလေးပါနှမ်းမဲလေးတွေပါတယ်ပေါ့နော်နှမ်းမဲလေးတောင်ပါတယ်နှမ်းမဲပါပြီးတော့ကျွန်တော်တို့အပေါ်ကနေမှထပ်ပြီးတော့မလိုင်လေးထပ်ဆန်းပေးတယ်ခင်ဗျဟာဝါ share ပဲကောင်းတယ်ဗျာအရသာဆိုလို့ရှိရင်တော့ရွှေတူးမရှိပါဘူးလို့ဆိုလို့ရှိရင်လည်းဒီလိုနောက်စစ်သုံးတယ်ပေါ့နော်လုံးဝရေမျောထားဘူးပြည့်နေအောင်ကြိုပြီးတော့သုံးပေးထားရရှင့်မလိုင်ဆိုလို့ရှိရင်လည်းမလိုင်များများလေးဖောက်အောင်လို့စီစဉ်ပေးထားတယ်ဟုတ်လက်ရှိဟုတ်တယ်ဟုတ်လုံးဝမျောထားဘူးရှင့်ကျန်းထုတ်လို့ကိုကျွန်တော်တို့ကဒီနွားနို့နဲ့တွဲစားလို့ရအောင်ကျွန်တော်တို့ဒီညနေပတ်လေးမှာနှစ်ဟောက်မှာတင်ပေးထားပါတယ်ခင်ဗျဒီနေ့ကျတော့ညီတို့ပါဆယ်အဓိကရောင်းတာဆိုတော့လေပါဆယ်အတွက်ကိုအဆင်ပြေအောင်ညီတို့တခါလေးထုတ်ထားပြီးသားရှင့်သင်ဝယ်လို့ရှိရင်ဒီကောင်တင်ရင်လေးရဲ့ချက်မြက်ရည်လေးနဲ့ပေါ့ရှင့်ချက်မြက်ရည်လေးနဲ့စားလို့ရပါတယ်ရှင့်ဒီကောင်လေးကတစ်ခါကို2500ပါရှင့်ဆိုင်မှာတိုက်ထုံကတော့အာဟာရရှင့်အာဟာရစားပြီးသွားလို့ရှိရင်အရင်ရှိသွားတယ်လို့ပေါ့နော်အရန်ပြည့်စုံတယ်ပေါ့ပြီးသွားရင်မှကျွန်တော်တို့ကတကယ်လို့သူကအေးစားခြင်းနဲ့ဆိုတော့ကျွန်တော်ရေခဲလေးနဲ့နွားနို့လေးရောပြီးတယ်ဟောတော်တော်များများတော့ကျွန်တော်နွေးနွေးလေးစားတာများတယ်ခင်ဗျပူလေးကိုပဲအဓိကထားပြီးတို့တွေကစားကြတယ်အဲဒါတော့ကျွန်တော်တို့ကအပူလေးပဲဆိုင်ကညနေ3နာရီကနေပြီးတော့စဖွင့်ပါတယ်ရှင်ဟုတ်10နာရီခွဲ17နာရီလောက်ထိတော့ဖွင့်ပါတယ်ရှင်ဟုတ်တယ်တော့ပိတ်ရက်လေးမရှိသေးဘူးရှင်ဟုတ်အပူလေးကိုတို့ကအစိမ့်စားကြတယ်အချိုသိမ့်မကြိုက်ကြအောင်ဒါကြဆိုတော့ကျွန်တော်နိုးစီလေးထည့်ပေးရပါတော့တော်တော်များများတော့အချိုမကြိုက်ဘူးအစိမ့်ပဲအစိမ့်ကိုကျွန်တော်နိုးသိမ့်လေးထည့်ပေးရအဲ့တော့စားလိုက်တဲ့ခါကျရင်တော့တော်တော်စိမ့်နေပါတော့အရင်အီမကြိုက်တဲ့သူဆိုရင်တော့ဒီတော့နည်းနည်းတော့ခံနေတယ်လက်ရှိအနေနဲ့ကတော့နွားနို့ကဒီနေ့ဆိုလို့ရှိရင်တော့7မိတာလောက်ပဲရှင်ဆိုတော့ကောင်းကောင်းလေးဒါလည်းနွားနို့လေးဟုတ်နွားနို့လေးနောက်ဆုံးမှဆိုင်လိုက် share ပဲဗျာတပွဲလည်းဆိုတော်တော်ဘိုက်ပြေးတယ်ကိုတချို့တွေတပွဲမကုန်တဲ့သူတော်ရှိတယ်ဟာshare ပဲဒါလေးပေါ့ဒါလေး share ပွဲလေးပေါ့နော်ဟုတ်ကဲ့ပါခင်ဗျဟောအစိမ့်ပွဲကြတော့ကျွန်တော်ဒီအစိမ့်ဆန်တွေမပါတော့ဘူး Ovaltine ပါမယ်ဒီနိုစိမ့်တွေပါအကုန်မလိုက်တွေပါအကုန်ပါမယ်ပေါ့နော်ဒီပွဲဆိုရင်တော့ကျွန်တော်ငပြောသီးရယ်ကြက်ဥရယ်ပါမုတ်ရယ်နွားနို့ရယ်အဲ့ဒီလေးမျိုးပဲပါတယ်ခင်ဗျဒီမှာတော့အယောင်းအဆုံးဆိုလို့ရှိရင်တော့ share ပွဲရတော့ပူရောင်းရတယ်ရှင့်ဒါလေးကတော့အာဟာရ share ပွဲလေးပါဗျစားနေလည်းကြိုက်တယ်အရသာလေးကလည်းစိတ်လေးနဲ့မအီဘူးပေါ့နော်စားလို့ကောင်းတယ်ဒါလေးတွေကိုဘယ်လိုပြင်ဆင်ထားတာလဲပေါ့ဟုတ်ဒီညနေဘက်ပေါ့နော်လူငယ်ဘိုင်းနဲ့လိုက်ဖက်အောင်ဆိုပြီးတော့စဉ်းစားပြီးတော့ပဲပြင်ဆင်ထားလိုက်တာရှင့်ဟုတ်ဒီညဘက်လေးမှာပေါ့နော်ဒီအေးဆေးထိုင်နေတယ်ဆိုလို့ရှိရင်ဒီဆိုင်လေးကိုလာခဲ့ပေးကြပါလို့ဟုတ်ဒါဆိုရင်ရေဟိုးတော့ကနှစ်များဘိုက်တွေကိုခံစားလို့ရအောင်ပေါ့ဟုတ်တယ်ရှင့်ပကံခွက်ရောက်ဆိုလို့ရှိရင်လည်းအကုန်လုံးအဲ့လိုပုံစံမျိုးလေးသွားထားတယ်ရှင့်ဟုတ်
ဒီအမီလေးတွေကတော့နည်းနည်းလူငယ်အခုရင်တော့ feeling လေးတွေရသေးတယ်ပေါ့ ဆိုင်လေးကကြတော့မြောက်တကုံ35မှတ်တိုင်နားမှာရှိရရှင်ပင်လုံလမ်းမပေါ်မှာပါလောလောဆယ်တော့မြောက်တကုံတွဲဆိုလို့ရှိရင်တော့ live ပို့ပေးပါတယ်ရှင်6659ခု9နှစ်ခုဖုန်းဆက်လို့ရပါတယ်ရှင်ဟုတ်မြောက်တကုံတွဲဆိုလို့ရှိရင်တော့ delete ပို့ပေးပါတယ်ရှင်ဒီမြောက်တကုံဘက်ရောက်လို့ရှိရင်ဒီဆိုင်လေးကိုလာပြီးတော့အားပေးကြပါအောင်လို့ဟုတ်ကဲ့ပါ ဒီထက်မကလည်းအများကြီးရောင်းပါပြီ ကျွန်တော်ဒီမင်းဟောက်မှာအာဟာရနဲ့ပတ်သက်ပြီးတော့အမျိုးစုံရှိပါတယ်ခင်ဗျာအဲ့တော့လူချင်းမင်းတို့အာဟာရလိုအပ်နေပြီဆိုရင်မင်းဟောက်ကိုတတိယလိုက်ပါခင်ဗျာ အားဆက်ပေါ့ ဟုတ်ကဲ့ဟုတ် ဒီနေ့လေးကြည့်လိုက်ရ ဟုတ်ကဲ့ ကျွန်တော်တို့မင်းဟောက်ရဲ့ signature အာဟာရ share ပွဲလေးပါခင်ဗျာ ဟုတ်တော့နှစ်ထောင်ပါပဲဟုတ်တော့နှစ်ထောင်ပါ ကျွန်တော်တို့အားဖြည့်မယ်ဆိုရင်ကျွန်တော်တို့မင်းဟောက်မြောက်တကုံမှာအမြဲရှိနေပါတယ်ခင်ဗျာ ဟုတ်ကဲ့ဟုတ်ဒီဆိုင်မှာလာစားပြီးတော့အဆင်ပြေတာပဲဖြစ်စေအဆင်မပြေတာပဲဖြစ်စေဝေဖန်ပြီးတော့အကြံပြုပေးလို့ရပါတယ်လို့ဟုတ် အာဟာရဖြစ်မယ်ဆိုရင်မင်းဟောက်ရှိပါတယ်ခင်ဗျာ ဟုတ်ဒီနေ့ဒီမှာလေဟုတ် ပြည်သက်ကြီးနောက်ဘလော့လေးမှာပြန်ကြပါမယ်ကြီးစုတူတူဖြစ်တယောက်ချင်းပြည်သက်အားလုံးကိုကျေးဇူးပါဗျာ